Hello အားလုံးပဲမင်္ဂလာပါဒီနေ့တော့ pre training spot တွေအတွက်တော့ကျွန်တော် day 1လေးပါဆေးအရင်တောက်လိုက်ပါတယ်ပြီးရင် continuation ဖို့အတွက်တော့တိုက်မယ်ပေါ့နော်ဒီလောက်ပမာဏဆိုရတယ်ဆိုတော့ကိုပြပေးထားတာလေးပါဒါကတော့အရေးချောင်းဆိုစီဖို့ကထုတ်ပါတယ်ပြီးချူပါတယ် skin care လေးလိုက်တယ်ပေါ့နော်sun cream ကတော့မပါမဖြစ်ဒီနေ့ကတော့နေပူသေးတော့မှဆိုတော့နည်းနည်းမြများလေးလိမ့်လိုက်ပါတယ်ပေါင်တာလေးနဲ့ပေါ့နော်ဒီနေ့ကကျတော့ sports ဆိုတော့ foundation မလိမ့်တော့ဘူးပေါ့ပြီးရင်ဘာနီလိမ့်ပါတယ်စီပြန်လို့ပေါင်တာလေးနဲ့ပြန်ပြီးတော့ဖုံးပါတယ်အရှိတော့ချစ်ပါတယ်အရှိတော့ကတော့မချစ်တတ်ပါဘူး lipstick လိမ့်ပါမယ် outfit checkပေးများလိုက်ပါသေးတယ်ပြီးတော့လက်တိလောက်ထားလေးပြစီတော့အခုမှတွေ့ပါတယ်ဆော့ဆက်ပါမင်္ဂလေးတွေလေးချင်နေပါပြီးဒါကတော့ပြီးတော့လို့ဆိုင်မရစားလေးထိုင်စားလိုက်ပါသေးတယ်သူများတွေကတော့ meeting လောက်တာကိုကတော့စားတာနဲ့ပဲပြီးသွားပါတယ်ရှင်ကျေးဇူးပါအဆုံးချစ်ချစ်ပေးလို့အင်ပြန်ပါပြီ bye bye see you in the next video